ကျွန်တော်တို့ငယ်ငယ်တွေကလူကြီးတွေပြောလို့ရှိရကပတ်စံကိုစုပါစုမှချမ်းသာမယ်ဆိုတာပါပဲဒါပေမဲ့အခုခေတ်မှာပတ်စံကိုဒီအတိုင်းစုရုံနဲ့စုထားတာကတင့်ကိုတဖြည်းဖြည်းပိုဆင်းရဲသွားစေရဆိုတာသင်သိပါသလားဒီနေ့ဗီဒီယိုမှာတော့ဘာကြောင့်ဝေစုရုံနဲ့မချမ်းသာနိုင်တာလဲတင့်လက်ထဲကပတ်စံတွေကတန်မိုးဘလို့ပျောက်ဆုံးနေတာလဲဆိုတာကိုရှင်းပြပေးသွားမှာပါလွန်ခဲ့တဲ့9နှစ်က1000လန်တရွနဲ့ဝယ်လို့ရတဲ့ပစ္စည်းနဲ့ဒီနေ့1000လန်နဲ့ဝယ်လို့ရတဲ့ပစ္စည်းမတူတော့ပါဘူး။သင်ကတစ်တာထဲမှာ10သိန်းစုထားရဲဆိုပါစို့နောက်3နှစ်နေရင်အဲ့ဒီ10သိန်းကကိန်းကနန်းအရာ10သိန်းဖြစ်နေပေမဲ့သူ့ရဲ့ဝယ်ယူနိုင်စွမ်းက9သိန်းဖို့လောက်ပဲရှိတော့မှာပါ။ဒါကပတ်စံမှုဒီအတိုင်းထားရင်အခုခံရတယ်လို့မျိုးတန်မိုးလျှော့သွားတာပါ။ပတ်စံကိုအိပ်ပျော်နေအောင်ထားတာကအမှားတစ်ခုပါချမ်းသာတဲ့သူတွေကပတ်စံကိုသူတို့အတွက်အလုပ်လုပ်ခိုင်းပါတယ်ဒီ10သိန်းကိုဒီအတိုင်းထားမဲ့အစားတစ်ခုခုမှရှင်းပြီးမြုပ်နှံလိုက်ရင်အဲဒီကနေအမြတ်ငွေဒါမှမဟုတ်တိုးပွားလာမဲ့တန်ဖိုးကိုတင်ဆုံးရှုံးနေရပါငွေစုတာကအရေးပေါ်အတွက်ကောင်းပေမဲ့ချမ်းသာဖို့အတွက်ဆိုရင်တော့ငွေပွားနည်းကိုသိဖို့လိုအပ်လာပါပြီအဲ့ဒါဆိုဘာလုပ်ရမလဲအရှိပေါ်ရှမ်းမငွေလောက်ပဲစုထားပြီးစံတဲ့ငွေတွေကိုတော့တန်မိုးတက်လာမဲ့ပိုင်ဆိုင်မှုတွေဖြစ်တဲ့ရွှေချမ်းမြေရှယ်ယာဒါမှမဟုတ်မိမိကိုယ်တိုင်ရဲ့ပညာရက်တွေမှာရှင်းလို့မြုပ်နိုင်ရပါမယ်။သင်ရောအခုပတ်စံတွေကိုဘလူးနီးလန်းနဲ့စုနေရလဲဒီအတိုင်းပဲတင်ထားရလားဒါမှမဟုတ်တစ်ခုခုမှရှင်းလို့မြုပ်နှံထားရလား comment လေးမှာပြပြပေးသွားပါဦး။ဒီလိုမျိုးငွေကြေးဗဟုသုတတွေဆက်ကြည့်ခြင်းရင်တော့ like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်။